80
နာရင်းကိုသူသူရင်ပါလားသာသနာမွေကံဧကမမေတ
မင်္ဂလာရှိတဲ့တခြင်းကိုမှဆိုရင်ဒီနာဆင်းသူလဲမင်္ဂလာရှိမည်ကြားရသူတိုင်းမင်္ဂလာရှိမည်အတိတ်ကိုဆောင်၍ကြံနိုင်အောင်လေမည်စီးစိတ်တော်လို့ရွှေမိုးရွာလေစိတ်ရှင်လန်းစွာနေမည်ရွှေဆိုတာလူကဖြစ်သည်ငွေဆိုတာလူကဖြစ်သည်ဘာမဆိုလို့ရရမည်လက်ရတောင်ကျွန်းနမိတ်ထွန်းတော်သည်စိတ်ရွှင်လန်းစွာနေမည်ရွှေဆိုတာလူကဖြစ်သည်ငွေဆိုတာလူကဖြစ်သည်ဘာမဆိုလို့ရရမည်လက်ရတောင်ကျွန်းနမိတ်ထွန်းတော်သည်ကျက်တရေရှိတာအမျိုးမျိုးလုပ်မည်စည်းစိမ်ဥစ္စာလိုရရမည်မြို့ရွာတိုင်းမှာအတီးကျက်တရေရှိတာအမျိုးမျိုးလုပ်မည်စည်းစိမ်ဥစ္စာလိုရရမည်မြို့ရွာတိုင်းမှာအတီးယနေ့မှစ၍ကြံနိုင်အောင်လေမည်ကဘာတော်ဝမ်းလုံးကိုဝမ်းမြောက်စေမည်ယရနာရွှေငွေအထွေတွေတိုးမည်96ဖြာအန္တရာယ်ကင်းမည်ကဘာတော်ဝမ်းလုံးကိုဝမ်းမြောက်စေမည်ယရနာရွှေငွေအထွေတွေတိုးမည်96ဖြာအန္တရာယ်ကင်းမည်အကျိုးစီးပွားလည်းအမြဲဖြစ်နိုင်သည်ခေတ်ခါပြောင်းလဲပြီစိတ်ရောကိုယ်ရောချမ်းသာမည်ယရနာရွှေငွေအထွေတွေတုံးမည်96ဖြာအန္တရာယ်ကင်းမည်ကဘာတော်ဝမ်းလုံးကိုဝမ်းမြောက်စေမည်ယရနာရွှေငွေအထွေတွေတုံးမည်96ဖြာအန္တရာယ်ကင်းမည်အကျိုးစီးပွားလည်းအမြဲဖြစ်နိုင်သည်ခေတ်ခါပြောင်းလဲပြီစိတ်ရောကိုယ်ရောချမ်းသာမည်စိတ်နှပြချမ်းမြေစေမည်ချမ်းသာရန်ဤတန်လို့အမြဲကြံသည်မျက်နာပွင့်လန်းအထက်တန်းပြသည်ကိုယ်စိတ်နှပြချမ်းမြေစေမည်နေညထားပါစေမင်္ဂလာယူအောင်မည်သဝူရိတ်မှာနမိတ်ထွန်းသည်မင်္ဂလာရှိတာအမြဲဆိုခဲ့သည်နတ်ဖာမဆိုင်လို့သည်၍ယနေ့ပြည့်စုံမည်
မည်